2020 လမ်းပေါ်တက် secret ပွားရင်းကရှောက်တိုးတွင်ပြင်ကဘေးတာလိုပဲရေမျောကန်းတင်ကောက်မျိုးငါလုံးဝမပြေတာစောက်ချိုးခံယူချက်တွေသဲဆောင်လို့ YBS ပေါ်တက်ရင်ရောက်လာရန်ကုန်မြို့လေကောက်သူတဖြည်းဖြည်းနဲ့ရှောက်လာခဲ့အချိန်လေးကိုငါသတိထားလှုပ်လက်မဲ့ငါလိုကောင်းဘယ်သူကမှမလေးစားအိမ်မက်တွေကိုပေးထားပန်းနိုင်ကတော့ဝေးသားဆယ်ကျော်သက်ရွယ်မှာလိုချင်ပြီတာမိမတယောက်ရဲ့အသွေးအသားခံယူချက်ပြင်းတဲ့ပိုင်ပိုင်နဲ့ဘော်ဒါတွေကိုလေးစားမနှက်ဖြန်ဘာတွေဖြစ်မလဲကောင်းတဲ့တကယ်ကိုမတွေးမိခဲ့ရှုပ်ထွေးလွန်းတဲ့လူတွေအကြောင်းဘာနဲ့တွေးမှမေးကြည့်မယ်ချက်ကျွေးတဲ့ထမင်းတော်တပွဲငါအတွက်တော့ဈေးကြီးတယ်ချမ်းသာတဲ့အတိုင်းဝိုင်းငါတို့နဲ့တော့ဝေးကြီးပဲတင်းပြောတဲ့မျိုးတွေဆိုဒီပဲလို့သာပြေးပြီးဆဲတက်ရှင်နေတာဘာကြောင့်လဲလို့ချိန်ပေးပြီးတော့တွေးကြည့်လဲသူ့ဘော်ကိုဘာကြောင့်မှမနာလို့စိတ်တွေမမွေးမိနဲ့လူဘဝရှောက်တုံးလေးဖြစ်ချင်တာတွေတော့အောင်ပဲငါရဲ့ဒီနေ့တာချိန်စရာတို့ရက်ဆိုရင်းနဲ့ကုံဆုံးခဲ့တက်ရှင်လာတဲ့10ကျော်ပြီစောက်တွဲတွေတော့ကြုံတုံးပဲမသေးခင်ချိန်ခဏတွေးမှရက်တွေဆက်ကထုတ်အောင်ပဲအခက်ခဲနဲ့ဒုက္ခလာရှိကြတာပေါ့လူတိုင်းပေါင်းသင်းတွေအုပ်လိုက်နဲ့မယ်ရီဂျိန်းတွေရှူရှိုက်မြစ်တာတရားတွေတူလိုက်လဲကြရင်ဆွဲကတူလိုက်ချစ်သူလေးနဲ့စင်မပြေဒေါသတွေထွက်ကစမှုကိုက်ဝါသနာရရက်တွေဆိုပြောလင်းချက်ကတော့ heavy အချို့ကပြောတဲ့34မင်းတုံနေတာကလွဲကြီးငါဘဝကိုငါပဲပိုင်လာဆိုးမိုးရင်တော့ Davy the way we carry ပိုင်ဆိုင်မှုအကြောင်းပြောရင်ပြစရာတစ်ခုမှမရှိဘာပဲဖြစ်ဖြစ်ကျင့်တဲ့တင်ငါရထားတဲ့လူဘဝကြီးမိသားစုအတွက်ဘာမှမလုပ်ပေးနိုင်တဲ့အမှုကကြီး2015မှာဖေကဆုံးအဲ့ကာလကယူရအတွေးတွေခေါင်းတွေကိုရောက်လာခဲ့ချင်းတွေတက်ဖြတ်ကြလူဘဝကကြောက်စရာပဲဘာကိုမှဂီးမဆိုင်ဘူး rapper တယောက်ရဲ့စောက်ထားနဲ့ရှောက်လာခဲ့ပန်းနိုင်သူတနေ့တော့ရောက်မှမလွဲဖေးရတွေဘလို့ရေးကြီးလက်ဖြေရှာမရခဲ့ငါကျင်လေတဲ့ပတ်ဝန်းကျင်မှာတော့ငွေကဖေးရပဲတချို့တွေဆိုရှုံးကန်ကြတာသေမှနာတယ်ခေတ်စနစ်ကြောင့်နာခဲ့ကြတွေတွေ့ကြသွားခဲ့ပြကွက်သေးကိုကြည်လိုက်စစ်လေးတူတွေအများကြီးပဲတချို့ညဆိုမျက်ရည်မိုးတွေပါပြင်ပေါ်မှာတားဆီးမဲ့ဘဝကငါကြိုက်ခဲ့တဲ့စူပါတစ်ခွက်လိုခါးသီးခဲ့လင်ယူတောင်းမွေးကြောင်းတော့လာမပြောနဲ့နားကြီးတယ်တိတ်ဘဝကလုံရဲ့ကြောက်ပစ္စုပန်မှာအပူများသူ့ပေါ်မှာအကျိုးမပြုဒုက္ခပေးတဲ့လူသားအောင်မြင်မှုကမင်းနဲ့ထိုက်တယ်ဟုတ်တယ်မင်းပဲယူသွားလမ်းမပေါ်ကအခက်ခဲတွေမျက်စော်ပြတော့ကူမရငားရဲမှာကြားရတာကိုကြီးတီးတဲ့ကျင်းတန်းရိုက်ခတ်တဲ့ drum beat ကကဘာမြေပေါ်လွင့်ပြန်ဝေးကြီးကိုမြင်ချင်းရင်သိမ့်ငှက်လို့မြင့်ပြန်ပတ်စံရှိရင်ဘေးစကားကိုဘသူကမှမငြင်းဆန် yeah OVO $34K KYM represent to Tian Town. Peace.